ဒီနေ့ဖေဖော်ဝါရီလရက်20နော်20ရက်နေ့တန်တမော်ဒါကပိုက်ဆံတသိန်းကအခုနင်းကိုလာပြီးတယ်နော်ပိုက်ဆံပြီးတဲ့သူကတော့ဇဲဆင်မှာကျွန်တော်တို့ဖခင်ကြီး Raven Mungboy ဆရာ Mungboy ကတတ်တော်ဒီဘက်ကိုကြည့်မယ်သူကတချင်းဆိုတာလေဆရာကြီးကတချင်းဆိုတာသူတချင်းဆိုတာအခုဒီမြန်မာပြည်မှာဆရာတောက်ကနားထောင်တော့ခေါ်နာရတော့အဲ့ဒီမြန်မာပြည်မှာဆရာကြီးကိုပိုက်ဆံပို့လာပြပေါ့လက်ဆောင်ကျိုးတဲ့နဲ့ဆဲရဲ့တချင်းကိုခေါ်နာရဆိုမှပိုက်ဆံပို့ဘူးအဲ့အနာနဲ့ဆဲကငါ့ကိုမပူနဲ့တော့တန်တဒလာမှာခေါ်စီဒလာအတန်တော်မှာစီတဲ့အတန်တန်မကူပြလိုက်ပါဆိုမှဆရာကြီးကမြန်မာပြည်မှာစီတဲ့ဆရာကိုပြောတော့ဆရာကကျွန်တော်ကိုပုံမှန်နဲ့အဲ့ဒီတရားပိုက်ဆံတသိန်းပေးထားတာဖြစ်တယ်ပိုက်ဆံတသိန်းနော်တသိန်းဘယ်လာတသိန်းနော်တသိန်းနော်အဲ့ဆရာကြီး Raven တီယ်မုန်ဘွိုင်းဆရာကြီး Raven မုန်ဘွိုင်းပေါ့ဆရာကြီးမုန်ဘွိုင်းနော်ရဲစမရှိတယ်နော်သူပြီးတာနော်ဆိုတော့ဆရာကြီးတဆူတောင်းပြရမယ်သူရဲ့မေတ္တာနဲ့တသိန်းပေးထားတာနော်ကြားတယ်နော်တန်းတော့နော်ဆဲမှာဘာပြောဆရာရှိတယ်လဲကျေးဇူးတင်ပါတယ်နော်ဘုရားတကယ်ကောင်းကြီးပေးပါစေဘုရားရှင်ကောင်းကြီးနောက်ဆောင်တော့ဖို့ယောဂကုကုဖြစ်စေပေးတဲ့တို့ကျေးဇူးတင်ပါတယ်ပြလိုက်ရပြီနော်